ရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့2026ခုနှစ်ဧပြီလ18ရက်မြန်မာ22ရက်နေ့စနေနေ့ညနေ4:00နာရီတိတိချိန်မှာရှင်ပြိုင်ကစားမယ့်ပွဲစဉ်ကတော့ Football for Health FFH အသင်းနဲ့ Rangoon Sports အသင်းတို့ရဲ့ခြေစမ်းပွဲစဉ်တစ်ပွဲပဲဖြစ်ပါတယ်ဒီကနေ့ပွဲစဉ်ဟာ FFH အသင်းအတွက်အချိန်40မြောက်ပွဲစဉ်တစ်ခုဖြစ်ပြီး Rangoon Sports အသင်းနဲ့ဒုတိယအချိန်မြောက်တွေ့ဆုံတဲ့ခြေစမ်းပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်။ February လအတွင်းကတွေ့ဆုံခဲ့တဲ့ဒီနှစ်သင်းရဲ့ပထမအကြိမ်ခြေစမ်းပွဲစဉ်မှာတော့ Rangoon Sport အသင်းက9ဂိုးတကူဆိုတဲ့ရလဒ်နဲ့ပြတ်သားသားနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒီကနေ့ပွဲစဉ်မှာတော့ FFH အသင်းအနေနဲ့ပထမကြော့ရှုံးထားတဲ့ရှုံးကျွေးကိုပြန်ဆက်နိုင်မလားဆိုတာကိုလည်းကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒီကနေ့ရန်ကုန်မြို့ရဲ့ရာသီဥတုအခြေအနေကိုတင်ပြရမယ်ဆိုရင်နေ့အပူချိန်39ဒီဂရီ Celsius မှာရှိနေတာဖြစ်ပြီးပူချိန်ကတော့တာမန်ထက်နည်းငယ်ပိုပြီးပူပြင်းနေတယ်လို့ပဲပြောရမှာဖြစ်ပါတယ်ဒီကနေ့ပွဲစဉ်မှာတော့ FFH တင်းဟာဧည့်သည်ကစားသမားအချို့ခေါ်ယူထားတာဖြစ်ပြီးသူဧည့်သည်တော်တွေအနေနဲ့ရန်ကုန် United တင်းရဲ့တိုက်စစ်မှုဤဆိုမြန်မာလူရေးစဉ်ကစားသမားဟောင်းမြန်မာလူရေးစဉ်အသင်းရဲ့အသင်းကောင်းဆောင်ဟောင်းမောင်လွင်ရန်ကုန် United အသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ကောင်းစီသူနန္ဒလင်းကျော်ချစ်စာရှိတဲ့ကစားသမား၄ဦးကတော့ထူးဧည့်သည်တော်တွေအနေနဲ့ဒီကနေ့ပွဲစဉ်ကိုဝင်ရောက်ကစားမှလည်းတွေ့ရှိရတယ်ခင်ဗျာFFH တင်းရဲ့ပွဲထွက်ကစားသမားစီးရင်မှာတော့ဂိုးသမားနေရာကိုပွဲထွက်နေကြဂိုးသမားသူရကိုပွဲထွက်လာတာဖြစ်ပြီးကန်စစ်၄ယောက်တန်းမှာအသင်းကောင်းဆောင်တော်စင်အာကာထက်ညာဆုံးကန်စစ်မှုစောစောအောင်ဘဲဆုံးကန်စစ်ရဲမှန်ဝင်လက်ကစားသမားအနေနဲ့နန္ဒလင်းကျော်ချင်းမောင်လွင်ကိုတန်းစင်ရဲဖုံးတို့ကပွဲထွက်လာတာဖြစ်ပြီးတိုက်စစ်မှုအနေနဲ့ဤဆိုကပွဲထွက်လာတာကိုလည်းတွေ့ရတယ်ခင်ဗျာပထမပိုင်းမိနစ်30ကိုစတင်ခဲ့တာဖြစ်ပြီးစောစောအာကာထက်ကိုပေးတယ်အာကာထက်ကွင်းလျာကောင်းစီသူကိုပေးထားတယ်ကောင်းစီသူညာဝင်းကစောစောအောင်ပေးထားတယ်ခင်ဗျာစောစောအောင်ညာတောင်မရဲဖုံပေးထားတယ်ရဲဖုံကွင်းလျာနန္ဒလင်းကျော်ချေကိုချပေးထားတယ်နန္ဒလင်းကျော်ချေကိုတန်းစင်နောက်ကတော်စင်ကိုပေးထားတယ်တော်စင် Rangoon Sport တင်းကဘောလုံးဖြတ်သွားခဲ့တယ်ခင်ဗျာ Rangoon Sport တင်းပဲညာတောင်မနဲ့ဂိုးဧရိယာတွေဖြတ်ဝင်လာတယ်ကန်တွင်းတယ်ဂိုးသမားသူရကိုပုတ်ထုတ်ကာကွယ်ထားတယ်ခင်ဗျာမောင်လွင်ဘောလုံးပြန်ရသွားတယ်မောင်လင်းကွင်းလျာတွင်နန္ဒလင်းကျော်ချစ်ကိုပေးထားတယ်နန္ဒလင်းကျော်ချစ်ချင်းနေကြည့်တယ်အာကာထက်ပဲရှေ့ကကောင်းစီသူကိုပေးထားတယ်ကောင်းစီသူကွင်းလျာနေပြီးတော့ညာချစောစောအောင်ပေးထားတယ်စောစောအောင်ညာတောင်မနေပြီးတော့ရဲဖုံပြန်ပေးထားတယ်ရဲဖုံကွင်းလျာနန္ဒလင်းကျော်ချစ်ကိုပြန်ပေးတယ်နန္ဒလင်းကျော်ချစ်ပဲမောင်လွင်ကိုပေးထားတယ်နန္ဒလင်းကျော်ချစ်နဲ့မောင်လင်းတွဲကစားထားတယ်ဤဆိုတယောက်ကိုကြော်တယ်ဤဆိုပဲနှစ်ယောက်ကိုကြော်တယ်မျောထိုးပေးထားတယ်ဘယ်တောင်ပန်ကရဲမန်လိုက်နေတယ်ရဲမန်ကိုဧရိယာနဲ့မျောထိုးပေးထားတယ် Rangoon Sport တင်းကဘောလုံးဦးတယ်ခင်ဗျာ Rangoon Sport တင်းပဲဘယ်တောင်ပန်ဘောလုံးပေးကစားထားတယ်ခင်ဗျာ Rangoon Sport တင်းညာရင်းရုံဘောလုံးပေးပို့မှုမှာတော်စင်ဖြတ်ထုတ်ထားတယ်ဤဆိုပေးတယ်ဤဆိုနန္ဒလင်းကျော်ချစ်ကိုပြန်ပေးထားတယ်မောင်လွင်ကွင်းလက်စဝိုင်းကနေပြီးတော့တိုက်စစ်ကိုမျောထိုးပေးထားတယ်ရဲဖုံလိုက်တယ် Rangoon Sport တင်းရဲ့ဂိုးသမားရှေ့ထိဖြတ်ထုတ်ထားတယ်ခင်ဗျာကောင်းစီသူနန္ဒလင်းကျော်ချစ်FFH တင်းကလက်ပြပေါ်မြောက်ရမယ်ခင်ဗျာ
FFH တင်ကလက်ပြပေါ်မြောက်ပြီးထားတယ်တော်စင်ပဲပြတယ်မော FFH တင်ကဘယ်တောင်မှ ISO ပြီးထားတယ် ISO ဘယ်တောင်ပါဘောလုံးရတယ် ISO ဂိုး area ကိုမှတ်တင်ပေးထားတယ်ရဲဖုံခေါင်းတိုက်တယ်ဘာမှမကြတယ်ခင်ဗျာ ISO ဘယ်တောင်မှနေလှပဖြတ်တင်မောရဲဖုံခေါင်းတိုက်အဆုံးသတ်ဖို့ကြိုးစားခဲ့တာဖြစ်ပြီးဘောလုံးကဂိုးပါမှန်ပြီးပြန်ထွက်လာတယ်ခင်ဗျာရဲမန်ကောင်းစီသူပေးတယ်နနာလင်းကြောချင်းတန်းစင်ကိုတန်းစင်နနာလင်းကြောချင်းပဲဝင်ရမောင်လေးရလာတယ် ISO Rangoon Sporting ကဘောလုံးပြန်ရသွားတယ်ခင်ဗျာ Rangoon Sporting ပဲဝင်လဲနားတော့ဘောလုံးပေးထားတယ် FFH တင်လက်ပြပေါ်မြောက်ရမယ်ခင်ဗျာ ISO လက်ပြပေါ်မြောက်ပေးထားတယ်ရဲမန် ISO ဘယ်တောင်မှနေဆွဲယူလာတယ် ISO အနေငယ်လူချွန်နေခဲ့တယ်ခင်ဗျာ Rangoon Sporting ကလူချွန်မောကန်ဝင်ရတယ်ခင်ဗျာ Rangoon Sporting ကလူချွန်မောကန်တင်ပေးထားတယ်ဝင်လဲကမောင်လွင်ရတယ်ကောင်းစီသူပေးတယ်ကောင်းစီသူညာကြရဲဖုံပေးထားတယ်ရဲဖုံဂိုး area တွေဝင်လာတယ်ရဲဖုံပဲတယောက်ကိုချော်တယ်ရဲဖုံနောက်ကိုပြန်ချပေးရမှာ Rangoon Sporting ကဘောလုံးပြန်ရထားတယ်ခင်ဗျာ Rangoon Sporting ပဲဘောလုံးဆွဲယူလာတယ်ရှေ့မြော့ထိုးပေးတယ်အာကာထက်ဖြတ်ထုတ်ထားတယ်ခင်ဗျာ ISO ဘောလုံးပြန်ရထားတယ်ဘယ်တောင်မှနေပြီးတော့ ISO ကောင်းစီသူနဲ့1-2ရိုက်ဆွဲယူသွားတယ်ခင်ဗျာ ISO ပဲ goal area ထဲကိုဆွဲဝင်လာတယ်မြော့ထိုးပေးရတယ်ကိုတန်းစင် ISO မြော့ထိုးပေးတဲ့ဘောလုံးကိုတန်းစင်ဆုံးသက်ဖို့ကြိုးစားရမှာ Rangoon Sport ခန်းစစ်စားသမားရဲ့မနာနဲ့ဖြတ်ထုတ်ထားတယ်ခင်ဗျာနာနာလင်းကျော်ချင်းပဲကောင်းစီသူပေးထားတယ်ကောင်းစီသူဘီကုတ်ထိတ်ကနေတယောက်ကိုခောက်တယ်ကန်တယ် Rangoon Sporting ကခန်းစစ်မှုတွေမနာနဲ့ပိတ်ဆို့ထားတယ်ခင်ဗျာ Rangoon Sporting ပဲဘယ်တောင်မှနဲ့ဘောလုံးပြန်ဆွဲယူတိုက်စစ်စင်မှုကြိုးစားတယ်ခင်ဗျာနာနာလင်းကျော်ချင်းမောင်လွင်ကိုပေးတယ်မောင်လွင်တော်စင်ပေးထားတယ်ညာဆုံးခန်းစစ်မှုဆိုတော့နာနာလင်းကျော်ချင်းမောင်လွင်ကောင်းစီသူပေးထားတယ်ကောင်းစီသူမောင်လွင်ပြန်ပေးတယ်မောင်လွင်ကွင်းလေးကနေဘယ်ကြောင်ခုတ်တင်ပေးထားတယ်ကိုတန်းစင်လူချွန်နေခဲ့တယ်ခင်ဗျာ FFH တင်ကလူချွန်မောကန်ဝင်ရထားတယ်ခင်ဗျာကောင်းစီသူ Rangoon Sporting ကဘောလုံးပြန်ရသွားတယ်ရဲဖုံဘောလုံးပြန်ရတယ်ခင်ဗျာစောရဲဖုံပေးထားတယ်ရဲဖုံကောင်းစီသူပေးတယ်ကိုတန်းစင်တယောက်ကိုကြောတယ်ဘဲချမ်းတက်လာတယ် ISO ပေးတယ် Rangoon Sporting ကစစ်ပိတ်ဆို့နေတာဖြစ်ပြီးရဲမန်ရဲ့အဝေးကန်ချက်ဂိုးပေါင်းနဲ့အတော်လေးလွဲချော်သွားခဲ့တယ်ခင်ဗျာ Rangoon Sporting ဂိုးသမားဂိုးလုံးပေါ်တည်ထားတယ်ခင်ဗျာISO ရလာတယ်ဘယ်တောင်မှနေတယောက်ကိုချော်တယ်ဂိုး area ထဲဝင်လာတယ်ချက်ထိုးပေးထားတယ်ကောင်းစီသူကန်တယ်ဒါပေမဲ့ကန်ချက်ကထိချက်လွဲချော်သွားခဲ့တဲ့အတွက် Rangoon Sporting ကဘောလုံးပြန်ဦးထားတယ်ခင်ဗျာ Rangoon Sport ညာကြောင်ခုတ်တင်ပေးထားတယ် Rangoon Sporting ပဲဂိုး area ထဲချိုးထည့်ပေးထားတယ်ဝေးရနဲ့ကန်ဖို့ကြိုးစားပေးမယ်လေသူကကိုတာယာပဲဖမ်းယူပြီးကန်တင်ပေးထားတယ်ခင်ဗျာဘောလုံးကရဲဖုံရထားတယ်ရဲဖုံပဲမောင်လွင်ဘယ်ကြောင်ခုတ်တင်ပေးထားတယ် ISO ပြေးနေတယ် ISO ပဲ ISO ဂိုးမနဲ့တယောက်ချင်းတွေ့မှာကန်တယ် ISO ရဲ့ကန်ချက်ကကိုအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိပဲလက်ပြဘောနဲ့အဆုံးသတ်ခဲ့ရတယ်ခင်ဗျာ
FFH တင်းနေနဲ့ဂိုးရနိုင်တဲ့အခွင့်အရေး3ချိန်ထပ်မင်းရရှိခဲ့တာဖြစ်ပြီးလက်ရှိချိန်ထိတော့ဂိုးဖြစ်ပြောင်းလဲနိုင်ခြင်းမရှိသေးဘူးခင်ဗျာရေဖုံးလက်ပြပေါ်မြောက်ပေးတာတွေကောင်းစီသူခေါင်းတိုက်ချပေးတာတွေရေဖုံးမဲမောင်လင်းရတာတွေမောင်လင်းဂိုးရှေကို cross ပေးတာတွေ Rango Sport ဂိုးမှာပုတ်ထုတ်ကာကွယ်ထားတယ်ခင်ဗျာ FFH တင်းနေနဲ့တောင်ကန်ပေါ်ပထမဆုံးတောင်ကန်ပေါ်ကန်ခွင့်ရရှိထားတယ်ခင်ဗျာတောင်ကန်ပေါ် ISO ဟို area နဲ့မှာပြီးတာတွေ Rango Sport ဇာမှာဘောလုံးဦးတယ်ခင်ဗျာFFH တင်းရဲ့တင်ကောင်းသောတော်စင်ဖြတ်ထုတ်တာအနေငယ်ကြမ်းတမ်းသွားတဲ့အတွက် Rango Sport တင်းကတစ်တံမောကန်ခွင့်ရရှိရခင်ဗျာတစ်တံမောကန်တင်ပေးတာတွေနန္ဒာလင်းကြော့ချေဤဆိုးပေးတယ်ဤဆိုးဂိုးရောမျောပေးတယ်မော်လုံးအနေငယ်ချိန်များသွားတဲ့အတွက် Rango Sport ဂိုးမှာဖမ်းယူသွားတယ်ခင်ဗျာ Rango Sport ပဲRango Sport ပဲဘယ်တောင်မှကနေပေးဦးချိတ်ဆက်မိမိနဲ့ထိုးဖောက်တိုက်စစ်ဆင်လာတယ်ခင်ဗျာဘုဒ္ဓမသူရကိုတာယာဖမ်းယူထားတယ်ခင်ဗျာစောစောအကထက်စောစောမဲစောစောမြောက်ပြီးသားတွေ Rango Sport တင်းဘောလုံးဦးထားတယ်ခင်ဗျာ Rango Sport ညတောင်မောင်ဘောလုံးမာပြီးသားတွေလူချွန်နေတယ်ခင်ဗျာ FFH တင်းကလူချွန်မောပြီးသားတွေမောင်တွင်ညောပြီးသားတွေရေဖုံလိုက်နေတယ်ရေဖုံပဲရေဖုံISO ထိုးပြီးတယ် ISO ကောင်းစီသူပေးတယ်ကောင်းစီသူတာယာပိတ်သွင်းပြီးအပင်ကိုယာယူသွားခဲ့တယ်ခင်ဗျာကွယ်လဲရနဲ့မောင်လွင်မျောထိုးပေးလိုက်တဲ့ဘောလုံးကိုရေဖုံးဂိုး area နဲ့ပြန်ချိုးပေးတာ ISO ရရှိသွားပြီးအတွင်းပြန်ချိုးပေးတာကိုကောင်းစီသူပိတ်သွင်းယူပြီး FFH တင်းအတွက်အပင်ကိုရယူထားခဲ့တယ်ခင်ဗျာပထမပွဲစားပြီးပွဲချင်း7မိနစ်ရှိလာတဲ့အချိန်မှာတော့ FFH တင်းကတကူကုန်းရှိဆိုရရလက်နဲ့ဦးဆောင်ကစားထားတယ်ခင်ဗျာ Rango Sport တင်းပဲစာပေးပေါ်ပေးတာတွေကောင်းစီသူ ISO ပေးတာတွေကောင်းစီသူပဲရဲမောင်မျောပေးတာတွေ ISO ဝေးရတဲ့ခုတ်တင်ပေးတာတွေမောင်လုံးရတယ် next တော့ကန်တယ်မောင်လည်းမြေမချဘောကန်သွင်းမှုစူးစမ်းခဲ့တာဖြစ်ပြီး Rango Sport ရဲ့ကန်စစ်ကစားသမားပိတ်ဆို့ကာကွယ်ထားခဲ့တယ်ခင်ဗျာ Rango Sport ပဲဘောလုံးပြန်ယူလာတယ်ဝင်လက်တွဲကြော်ပြီးတော့ထိုးပေါက်တိုက်စစ်ဆင်မှုစူးစမ်းတယ် Rango Sport ကစားသမားပဲသူချောမော FFH တင်းကန်ဝေးရရှိတယ်ခင်ဗျာတော်စင်နန္ဒာလင်းကြော့ချင်းညောပြီးသားတွေရေဖုံလှိုင်းနေတယ်ရေဖုံပဲရေဖုံ
နောက်ခံလွင်နဲ့ရှင်ပြီးပြေးပြီးတော့စုံတက်ဖို့ကြိုးစားပေမဲ့လည်း Rangoon Sport ကိုမှမိရဖမ်းယူသွားတယ်ခင်ဗျာ Rangoon Sport ကပေတောင်မှာနေပြီးတော့မော်လုံးပေးယူလောက်စားလာတယ်ခင်ဗျာ Rangoon Sport ပဲအကထက်ဖြစ်ထားတယ်အမောင်လွင်ရတယ်အမောင်လွင်ကောင်းစီသူလွတ်သွားတယ်ခင်ဗျာကိုသမားနဲ့တူချင်းတွေ့ပိုင်ကန်သွင်းယူခဲ့တာဖြစ်ပြီး Rangoon Sport ကိုသမားပိတ်ဆိုတာစီဖမ်းယူသွားခဲ့တယ်ခင်ဗျာ Rangoon Sport ကညာတောင်ပေါင်းခုတ်တင်ပေးတာတယ် Rangoon Sport ညာတောင်ပေါင်းကစားသမားကို area တွေကိုတယောက်ကိုခောက်ပြီးဝင်လာတယ်ကန်တယ်ကိုသမားသူကကိုပုတ်ထုတ်ကာဝယ်ထားတယ်ခင်ဗျာ Rangoon Sport တဲ့လက်ပြပေါ်မြောက်ရမယ်ခင်ဗျာ Rangoon Sport တဲ့လက်ပြပေါ်မြောက်ပေးတာတော်စင်ဖြတ်ထုတ်ထားရမှာတောင်ကံမော Rangoon Sport တဲ့ကန်ခွင့်ရရှိတယ်ခင်ဗျာ ဝယ်ကစားခြင်း15မိနစ်ရှိလာတဲ့အချိန်မှာတော့ FFH တင်ကတကူကုန်းမရှိဆိုတဲ့ရလက်နဲ့ဆက်လက်ဥဆောင်ရှင်းပြိုင်ကစားနေသေးပဲဖြစ်တယ်ခင်ဗျာ Rangoon Sport တင်တောက်ကံပေါ်ကန်တင်ပေးထားတယ်ရေဖုံးမိရဖမ်းထားတယ်ခင်ဗျာကောင်းစီသူဘောလုံးရတယ်ကောင်းစီသူဘယ်ချမ်းမာပြီးထားတယ်အီဆိုဘောလုံးဖမ်းယူထားတယ်ခင်ဗျာအီဆိုပဲကွင်းလေးမောင်မောင်လေးကိုပေးထားတယ်မောင်မောင်လေးအီဆိုရဲ့ပြေးလန်းနဲ့ပြန်မျောပေးထားတယ်နန္ဒာလင်းကြော့ချင်းပဲကြောက်ကိုခေါင်းတယ်နန္ဒာလင်းကြော့ချင်းပဲလေချပေးထားတယ် FFH တင်ရဲ့ကစားသမားတွေအဆင်သင့်ရှိမနေတဲ့အတွက် Rangoon Sport တင်ကဘောလုံးပြန်ရသွားတယ်ခင်ဗျာ Rangoon Sport တင်မယ်ကွင်းလေဘောလုံးပေးထားတယ်ဘယ်ကြောင့်ဘောလုံးခုတ်တင်ပေးတာလဲခင်ဗျာ Rangoon Sport တဲ့ဘယ်တောင်မှတိုက်စစ်စားမှာနောက်ကျထပ်ခုတ်တင်ပေးတာလေဂိုး area တွေကြားတယ် Rangoon Sport တဲ့တိုက်စစ်မှုစုံတက်ဂိုးတွေယူဖို့ကြိုးစားခဲ့ပေမဲ့လည်းနေငယ်လွဲချော်သွားခဲ့တယ်ခင်ဗျာ FFH တင်ဂိုးမှာရဲဖုံးအနီးပေးထားတယ်ကိုစမစ်ညာကြကောင်းစီသူကိုပေးထားတယ်ကောင်းစီသူကွင်းလေးကကြော်တန်းစင်ပြန်ချပေးထားတယ်ကြော်တန်းစင်နန္ဒာလင်းကြော်ချစ်ဘယ်တောင်မှလိုက်လာတဲ့အောင်ရှိုင်းကိုပေးထားတယ်အောင်ရှိုင်းအီဆိုရဲ့ပြေးလန်းတယ်မျောပေးထားတယ်အီဆိုဘယ်တောင်မှနေပြီးတော့တွင်းနဲ့ချိုးဝင်လာတယ်သူရရှင်ကိုပေးတယ်သူရရှင်ဘီကုတ်ထိတ်ကလည်းကန်တယ် Rangoon Sport ဂိုးသမားဖန်ယူသွားခဲ့တယ်ခင်ဗျာ Rangoon Sport တင်မယ်Rangoon Sport တင်Rangoon Sport တင်ညာကြနေပြီးတော့ထိုးဖောက်တိုက်စစ်ဆင်မှုကြိုးစားတယ်ဘုရားရေဖုံးဖမ်းပြီးတော့နန္ဒာလင်းကြော်ချစ်ကိုတာယာချပြီးတာလေနန္ဒာလင်းကြော်ချစ်ကြော်တန်းစင်အီဆိုဆွဲယူလာတယ်မောင်မောင်လေးရဲ့ပြေးလန်းနဲ့ချပြီးတယ် Rangoon Sport ရဲ့ဂိုးမှာရှေ့ထိတက်ဖြတ်ထုတ်ထားတယ်ခင်ဗျာ Rangoon Sport ပဲ
Rangoon Sport ပဲပွဲလဲနဲ့နောက်တန်းကစားသမားတွေပေးလှုပ်ရှားရတယ်ခင်ဗျာ Rangoon Sport ပဲတောင်းပါဘောလုံးရလာတယ် Rangoon Sport ပဲနော်ဂိုးသမားကိုဘောလုံးချပေးထားတယ် Rangoon Sport တင်ရနောက်တန်းကနေပြီးတော့ဟိုကန်ဆယ်မှုတွေပေးလှုပ်ရှားပြီးဘဲတောင်းပေါင်းဘောလုံးမပြီးသားတယ် Rangoon Sport ရဲ့ဘဲတောင်းမှကစားသမားဘောလုံးလှိုင်းနေတယ် Rangoon Sport ကဘဲတောင်းမှကနေပဲထိုးဘောတိုက်စစ်စင်မှုကြိုးစားနေတယ်ခင်ဗျာ Rangoon Sport ပဲဝင်လာကျော်နံပါတ်20ခွန်ဆွဲယူလာတယ်ကိုစမစ်ချက်ထုတ်ထားတယ်ခင်ဗျာ Rangoon Sport ကညာတောင်းပေါင်းဘောလုံးမပြီးခဲ့ပြီမဲ့လဲလက်ပြပေါင်း FFH တင်ကမြောက်ရမယ်ခင်ဗျာပွဲကစားချိန်မိနစ်20ရှိလာတဲ့ချိန်မှာတော့ FFH တင်က Rangoon Sport အသင်းကိုတကူကုန်းမရှိနဲ့ဆက်လက်ဦးဆောင်ရှင်ပြိုင်ကစားနေရခင်ဗျာအောင်ဆိုင်လက်ပြပေါင်းမြောက်ပြီးသားတယ်နာလင်းချောချေအကာထက်မောင်လွင်အလုံးပြန်ရလာတယ်ဘယ်ကြောင့်မှားပြီးသားတယ်အီဆိုးလမ်းကြောင်းနဲ့မှားပြီးသားတယ်အီဆိုးကိုအေရီယာနဲ့ဝင်လာတယ်အီဆိုးပဲသူရရှိလမ်းကြောင်းနဲ့မြောက်ပြီးတယ်သူရရှိကန်တယ်ဂိုးတယ်ခင်ဗျာသူရရှိအီဆိုးခင်းပြီးတဲ့ဘောလုံးကိုအပိုင်ပိတ်သွင်းယူခဲ့တာဖြစ်ပြီးတင်းရဲ့ဒုတိယဦးဆောင်ကိုရယူနိုင်ခဲ့တယ်ခင်ဗျာဘယ်ကစားချိန်မိနစ်20ကျော်လာတဲ့ချိန်မှာတော့ FFH တင်းက Rangoon Sport တင်းကိုနှစ်ဂိုးကိုမရှိဆိုတဲ့ရလက်နဲ့ဆက်လက်ဦးဆောင်စားနေတယ်ခင်ဗျာ Rangoon Sport တင်းRangoon Sport တင်မယ်မေတောင်မနေထိုးဖောက်လာတယ်ကိုစမစ်ဖြတ်ထုတ်ထားတယ်ခင်ဗျာRangoon Sport တင်ရလူချုံမောဖြစ်သွားတယ်ခင်ဗျာ FFH တင်အမောင်လေးနာနာလင်းချောချစ်ကိုပေးထားတယ်နာနာလင်းချောချစ်ကောင်းစီသူကိုပေးထားတယ်ကောင်းစီသူဘယ်တောင်မှအောင်ဆိုင်ကိုပေးတယ်အောင်ဆိုင်ကွင်းလေးကကြော်တန်းစီကိုပြန်ချပေးထားတယ်လူပေးမာတယ်ခင်ဗျာ Rangoon Sport တင်ဘောလုံးပြန်ရသွားတယ်ကိုစမစ်ပြန်ဖြတ်ထားတယ်Rangoon Sport တင်ရဂိုးသမားနောက်တန်းစားတော့ပေးထားတယ်ခင်ဗျာကျော်တန်းစင်ခွင်းလေးနဲ့ခေါင်းတိုင်းဖြတ်ထုတ်ထားတယ် Rangoon Sport တင်ရဘယ်တောင်ပေါ်မှာပေးထားတယ်လူချုံမောဖြစ်နေတယ်ခင်ဗျာနာလင်းကျော်ချေခွင်းလေးကနေပြီးတော့ဒီဆိုဘောလုံးပေးတယ် Rangoon Sport တင်ရပြန်ရသွားတယ်ခင်ဗျာ Rangoon Sport တင်မယ်လူကျွန်းထောင်ချောင်းမှာပြီးတော့ဘောလုံးပေးဖို့ကြိုးစားခဲ့တာဖြစ်ပြီးလူကျွန်းမော FFH တင်ရကန်ခွင့်ရရှိတယ်ခင်ဗျာနာလင်းကျော်ချေညတောင်ပေါင်းမှာပြီးသားတယ် Rangoon Sport တင်ရဖြတ်ထုတ်ထားတယ်Rangoon Sport တင်မယ်ဘယ်ကြောင့်ဘောလုံးပေးထားတယ် Rangoon Sport တင်ရကျော်နံပါတ်14ဒီကုတ်ထိပ်ကိုမှာပြီးတယ် Rangoon
Rangoon Sport တင်းရဲ့ညတောင်ဘက်တိုက်စစ်ကစားမှာဂိုးပေါက်တဲ့တိုက်ရိုက်ကန်သွင်းမှုကြိုးစားခဲ့တာဖြစ်ပြီးကန်ချက်ကဂိုးပေါက်နဲ့လွဲချော်သွားခဲ့တယ်ခင်ဗျာအဘဘစ်တင်အကာထက်ကိုစမေနနာလင်းချိုချေကောင်းစီသူရောင်းနေကောင်းစီသူဒီဆိုးရဲ့ပြေးလမ်းကြောင်းနဲ့ခင်းပြီးထားတယ်ဒီဆိုးပဲသူရရှင်ပေးထားတယ်သူရရှင်ဒီဆိုးပြန်ရထားတယ်ဝေးရတဲ့မောင်လွင်ကောင်းစီသူပေးတယ်ရောင်းလင်းကန်တယ်ဒီကုတ်ထိတ်ကလည်းရောင်းလဲမှတ်မထင်ကန်သွင်းဂိုးသွင်းယူဖို့ကြိုးစားခဲ့တာဖြစ်ပြီးဂိုးသမားဖမ်းယူသွားခဲ့တယ်ခင်ဗျာကိုစမေနာရမ်ချက်ထုတ်ထားတယ်ရန်ကုန်စပေါ့တဲ့ဘောလုံးပြန်ရသွားတယ်ခင်ဗျာရန်ကုန်စပေါ့တဲ့ပဲရှေ့မာပြီးသားတယ်ဒါပေမဲ့လည်းလူချုံနေတယ်ခင်ဗျာကောင်းစီသူနာနာလင်းချိုချေမောင်မောင်လေးပေးထားတယ်မောင်မောင်လေးမျောပေးရမှာရန်ကုန်စပေါ့တဲ့ပြန်ရသွားတယ်ခင်ဗျာရန်ကုန်စပေါ့တဲ့ပဲကွင်းလေးပေးထားတယ်ရန်ကုန်စပေါ့တဲ့နာနာလင်းချိုချေပြန်ရသွားတယ်မောင်မောင်လေးပေးထားတယ်မောင်လေးအီဆိုပဲရအောင်ပေးထားတယ်ရအောင်လေအီဆိုရဲ့ပြေးလမ်းနဲ့ပြန်ထည့်ပေးထားတယ်အီဆိုသူရရှင်ပေးတယ်သူရရှင်လွတ်လွတ်ချွတ်ချွတ်ပဲဂိုးသမားနဲ့တဦးချင်းတွေ့မှာကန်တယ်ဂိုးသမားတက်တဲ့ကန်သွင်းမိတဲ့အတွက်ဂိုးသမားတာယာပဲဖမ်းယူသွားခဲ့တယ်ခင်ဗျာသူရရှင်နေနဲ့တေချာပေါက်ဂိုးရမယ်လုံးဖြစ်ပြီးဂိုးသမားတက်တဲ့ပဲကန်သွင်းမိခဲ့တဲ့အတွက်ပိုင်ဂိုးကိုနစ်နာခဲ့တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်ပွဲကစားချိန်25မိနစ်ကျော်လာတဲ့အချိန်မှာတော့ FFH တင်းက2ဂိုးကိုမရှိနဲ့ Rangoon Sport တင်းကိုဦးဆောင်ကစားထားတယ်ခင်ဗျာ။အောင်ရှိုင်းအာကာထက်နောက်ခံလူအာကာထက်နဲ့ဂိုးသမားရဲဖုံးတို့နားလည်မှုလွဲမှားခဲ့တာဖြစ်ပြီး Rangoon Sport တင်းရဲ့နောက်တန်းကစားသမားခွင့်ရကိုမိမိရအသုံးချပြီးခြေပါကိုတကူတွင်းယူသွားခဲ့တယ်ခင်ဗျာရန်ကုန်စပေါ့တင်းနဲ့ FFH တင်းတို့ဟာပထမပိုင်း29မိနစ်ရှိလာတဲ့အချိန်မှာတော့ FFH တင်းက2ဂိုးတကူနဲ့ဦးဆောင်ကစားထားတယ်ခင်ဗျာကောင်းစီသူအောင်ရှိုင်းကိုပေးတယ်အောင်ရှိုင်းဟို area ထိပ်ကသူရရှင်ကိုပေးထားတယ်သူရရှင်တယောက်ကိုကြော်တယ်သူရရှင်ကန်တယ်ဒီတစ်ချိန်မှာလဲသူရရှင်ရဲ့ကန်ကြဂိုးသမားတဲတဲ့ရောက်သွားတာဖြစ်ပြီး Rangoon Sport ရဲ့ဂိုးသမားတစ်ချက်ပုတ်ပြီးအမိရဖမ်းယူထားတယ်ခင်ဗျာ Rangoon Sport ကဘောလုံးပြန်ဆွဲယူလာတယ် Rangoon Sport ပဲညတောင်မဲ့တိုက်စစ်ကစားသမားဝေးရတဲ့ဝင်လာတယ်ဒီကုတ်တိတ်ကိုမျောချပေးထားတယ်ကျော်တန်းစင်ရဲဖုံးချက်ထုတ်ထားတယ်မောင်မောင်လွင်ပဲမောင်မောင်လွင်ညာချောင်းပေးထားတယ်အီဆိုပြေးတယ်အီဆိုပဲဝေးရတဲ့မျောချပေးထားတယ်သူရရှိန်ပိတ်တယ် FFH တင်းရဲ့တိုက်စစ်မှုသူရရှိန်နေနဲ့ဒီတစ်ချိန်မှာလဲပိတ်သွင်းမှုကဂိုးတိုင်ထိထွက်ခဲ့တာဖြစ်ပြီးအော်ဘူကောင်းတော့သူရရှိန်နေနဲ့ဂ
ဂိုးပေါက်အချင်းချင်းလွဲချော်နေခဲ့တာလေဖြစ်တယ်ခင်ဗျာသူရရှိန်နေနဲ့အတင်းအတွက်တွင်ကိုတွင်ယူပေးခဲ့တာဖြစ်ပြီးနောက်ထပ်အခွင့်အရေးကောင်း၃ချိန်ကိုဇက်တိုက်လွဲချော်ထားခဲ့တာလေဖြစ်တယ်ခင်ဗျာဆိုတော့စင်ကန်နေစဉ်တွင်းမှာပဲပထမပိုင်းမိနစ်30ပြီးဆုံးသွားခဲ့တာဖြစ်ပြီး FFH တင်းက Rango Sport တင်းကို2 ဂိုးနဲ့ဦးဆောင်ကစားထားတယ်ခင်ဗျာ